Hello အားလုံးပဲမင်္ဂလာပါ YNK Studio ကရေမျိုးအောင်ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးရတော့ပေါ့နော်ကျွန်တော်အနောက်မှာရှိတဲ့ဒီ 3D printer set နဲ့ကျွန်တော် resale လေးကိုဘယ်လိုထုတ်သွားတော့ဆိုတာကျွန်တော်ပြသွားမှာပဲဖြစ်ပါတယ် Let's go ပထမပိုင်းကကျွန်တော်တို့ဒီ 3D design ကိုနေရာချပြီးတော့ slice လုပ်တယ်ပေါ့နော် slice လုပ်ပြီးရဲ့ file ကိုကျွန်တော်ရဲ့ SD state ထဲထည့်ပြီးတော့ပေါ့နော် set ထဲမှာ run မှာဖြစ်ပါတယ်ကဲနောက်ဆုံးတော့ကျွန်တော် print ထုတ်ထားတဲ့ဟာလေးထွက်လာရပေါ့နော် amazing ကျွန်တော်တို့ခုနကထွက်လာတဲ့ result ကိုကျွန်တော်တို့ alcohol နဲ့ပေါ့နော်ပြန်ပြီးတော့ဆေးပါတယ် alcohol နဲ့ဆေးပြီးသွားရင်ဒီ figure ရုပ်ကို alcohol တွေတုံးမယ်ပေါ့နော်တုပ်ပြီးသွားရင်နောက်တစ်ခေါက်ဒီ figure ရုပ်ကိုပို့ပြီးတော့မာသွားအောင်လို့ပေါ့နော် UV မီးပြပေးရမှာပဲဖြစ်ပါတယ်အဓိကပေါ့နော်နိုင်ငံခြား GK figure ရုပ်တွေကိုဘယ်လိုထုတ်တာတော့ဆိုတာကိုကျွန်တော်အနေနဲ့ဒီစနစ်တကျပေါ့နော်ဘယ်လိုထုတ်ရတယ်ဆိုတာကိုပြောပြခြင်းပဲဖြစ်ပါတယ်တချို့သူတွေကစိတ်ဝင်စားပြီးတော့ပေါ့နော် YouTube ကနေလေ့လာပေမဲ့လည်းသူတို့နိုင်ငံခြားဘာသာစကားနဲ့ကိုကနားမလည်တာမျိုးတွေပါရှိရပေါ့နော်အဲကြောင့်မလို့ကျွန်တော်အနေနဲ့ဒီမြန်မာတွေလည်းစိတ်ဝင်စားတဲ့သူတွေလုံနိုင်အောင်သင်ပေးရခြင်းပဲဖြစ်ပါတယ်အားလုံးထုတ်ပြီးတော့ပေါ့နော်ထွက်လာတဲ့ result လေးပဲဖြစ်ပါတယ်ရမ်းမိုက်တယ်မလားလူချင်းသွားပြီမလားရဲလေနောက်နေ့ကျရင်ဒီကောင်လေးကို painting ပေါ့နော်စီဘယ်လိုချေရအောင်ဆိုတာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အခုလို figure တွေကိုချိန်နေသိရင် follow လုပ်ခင်နော်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဗျ